이거 컴퓨터 SNP 사တင်ကြပါတယ်ဒီမေကွန်းကစပြီးတော့ဘုန်းကြီးတို့တရားသတိထားပြီးတော့ကျွန်တော်တို့မေးရပါမယ်တင်ပါဗျာဘုန်းကြီးတို့စကားအပေါ်တန်ပြောလို့မရတော့ပါဘူးအန်ဒီရရှိပါတယ်မှားလို့ရှိရင်နော်တင်ပါဗျာစပါမယ်ဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားတနည်းအားဖြင့်ဆရာတကားဆရာပေါ့ဗျာနှစ်ဦးသားပူပေါင်းစီစဉ်ပြီးတော့ရှင်လူအများဓမ္မတန်ဝကရရှိစေနိုင်ရန်စီမံဆောင်ရွက်သည့်အတုပရှုအခမ်းအနားကြီးသည်မြည်သူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသနည်း။သမီးရှိစကရမအဖြစ်ပေါ်ပြီလား။ပေါ်ပါပြီဗျာ။အဖြစ်လေးမျိုးကိုကြည့်ပါ။ကြည့်ပြီနော်။တင်ပါဗျာ။မေးပါမယ်သမီး play or stay play ပါဗျာဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဗျာသမီးဆက်ဖြေလို့မှားရင်ငွေတစ်ပြားမှမရတော့ဘူးရက်နေမယ်ဆိုလို့ရှိရင်စုငွေသိန်း600နဲ့ဘယ်လောက်လဲသိန်း600ကျော်ရ653သိန်းရသမီးစဉ်းစားသိချာအချိန်စက္ကန့်မမှတ်သေးဘူးဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားနှစ်ဦးသားပူးပေါင်းစီစဉ်၍ရှင်တို့များဓမ္မတန်ခါရရှိစေနိုင်ဖို့အတွက်စီမံဆောင်ရွက်သည့်အတုပရှုအခမ်းအနားကြီးဟာဘုရားလက်ထက်မှာဖြစ်ခဲ့ပါတယ်။မိသူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါတဲ့။တမီးအဖြေလေးမျိုးတွေ့တယ်နော်။တွေ့ပါရဲ့ဗျာ။အကယ်၍ဘုံဘုံတမီးက play ဆိုလို့ဆက် play လိုက်ပြီဆိုလို့ရှိရင်စက္ကန့်30ပဲအချိန်ရမယ်။ဒီမှာဘုံဘုံဗျာ။ play or stay ဆက်ဖြေပါမယ်ဗျာ။စက္ကန့်30စတင်ပါပြီ။ပြည့်တန်စာပါဗျာသမီးမဖြေခင်စဉ်းစားနော်တင်ပါဖုံဖုံဗျာသမီးလွတ်သွားတဲ့အဖြေကဘုံဘုံပြောင်းလို့မရဘူးနော်တင်ပါဖုံဖုံဗျာဘုံဘုံကအဖြေမှန်ဖြေပါဆိုတော့မှဖြေရမယ်နော်တင်ပါဖုံဖုံအခုသမီးပြောသွားတဲ့အဖြေမှန်တော့ပြဘုံဘုံတို့အတီးရမလားခွင့်လုပ်ပေးရမလားအတီးယူပေးပါဗျာစီတီရီမှာပြည့်တန်စာပါဗျာတီရီမှာပြည့်စားကိုရင်ပါကိစ္စရှုချတာပါဗျာတာဒုဒီချမ်းပါတဲ့ချမ်းသာပါစေငါ့ကိုဆူချတာနော်ဟုတ်တယ်နော်ငါ့ကိုဆူချတာတင်ပါဗျာသိကြလားဘုဘလက်ပြသိကြလားသိကြပါတယ်ဗျာတပည့်တော်ဆူချတာလားဆူရှင်ဆူချတာလားပြပြသားပြောအာမနာနဲ့ဘုံမို့ဆူချတာလားဟိုပထမဆူရှင်ဆူချတာလားပထမဆူရှင်ပါဗျာမချစ်တော့လေဒီဘောင်ဘယ်လိုအဖြေမှန်စစ်ပေးအောင်မယ်အဖြေမှန်ဆူချမယ်မိုင်းဆူချအောင်ဒါဘယ်လောက်လဲ6သိန်း10သိန်းမပြည့်ဘူးကိုရင်လေးအသက်ရှိပါသေးကျမ်းမာပါသေးဘုံကြည့်ပါသေးတိုးတက်ပါစေနောက်သမီးနော်ဆူတောင်းပေးလေနော်ဒီမှာဖုံဖုံဗျာရပြီကျေးဇူးပါနော်မှန်ပါပြီမပေးဘူးနော်ခဏနေမသွားနဲ့မင်းဖြည့်ကြည့်စမ်းကွာကာကြီး A B C D A အံဘပါဠိပြည့်စာ B တာမာဝရီပြည့်စာ Cတိတိမှာပြည့်စာနဲ့ဂါကြီးဒီတာလာဝရီပြည့်စာအဖြေပါဖြစ်မလားသူကဖြေတာစီတဲ့တိတိမှာပြည့်စာဒီပြည့်မှန်လားမှန်ပါဗျာကိုကျော်တော်လင်းတင်ပါဗျာကိုရင်လေးနဲ့ရှင်ပြီးအဖြစ်စစ်ပြလိုက်မှန်ကြည့်အောင်နော်တင်ပါဗျာပါရမီရှင်ကိုရင်လေးတော့မရှင်ဝတ်ပါဘူးဗျာဒီနေ့ပြန်ပွဲရတကယ်ထူးခြားပါတယ်အဲ့တော့ထူးခြားသောပုဂ္ဂိုလ်များနဲ့တွေ့ဆုံဖူးမြော်ခွင့်ရတဲ့ဒီရသမအချိန်ဖြစ်ပါတယ်ဝင်နာဆုရှင်သမီးငယ်လေးရဲ့
15သိန်းနဲ့မေကွန်ဖျားရှင်နှင့်ပြည့်ရှင်မင်းတရားနှစ်ဦးသားပူးပေါင်းစီစဉ်၍ရှင်လူအများဓမ္မတန်ဝေကရရှိစေနိုင်ရန်စီမံဆောင်ရွက်တဲ့အတုပါရှုအခမ်းအနားကြီးသည်မြည်သူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသည်။အဖြေကိုသမီးလေးကစီသီရိမာပြည်တစားလို့ဖြေဆိုထားပါတယ်။ဝိနာဆုရှင်သမီးငယ်လေးရဲ့15သိန်းနဲ့မေကွန်ရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ6သိန်းကိုပေါ့ဝင်ကြွပြီးစုချလိုက် သမီးလေးလက်ခံပေးပါရှေးလေးကိုကြွပြီးတော့လက်ကုပ်ဩဘာသများနဲ့ဂုဏ်ပြုပေးပါအောင်ခင်ဗျာ